အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ phonetic သင်္ကေတဖတ်နည်းကိုကျွန်တော်အပြည့်အစုံပြောပြပေးသွားမှာဖြစ်ပါတယ်အင်္ဂလိပ်စာတန်တော်ကောင်းဖို့အတွက်လေ့ကျင့်မှုကသာအဓိကလို့ပြောကြပါတယ်မှန်ပါတယ်ညင်းလို့မရပါဘူးလေ့ကျင့်မှုကသာအဓိကပါဒါပေမဲ့ဒီမာယာများလွန်းတဲ့အင်္ဂလိပ်စလုံးတွေရဲ့အတန်အတွက်ကတစ်ခါမှကျွန်တော်တို့ရဲ့အတန်အတွက်တွေကိုတလွဲတချော်ဖြစ်သွားစေပါတယ်အင်္ဂလိပ်စာမှာတန်တိုရှိတယ်တန်ရှည်ရှိတယ်ဖိတန်ရှိတယ်ဖော့တန်ရှိတယ်အဲ့ဒီတန်တိုတန်ရှည်ဖိတန်ဖော့တန်တွေအကုန်လုံးကိုတေးသေးချာချာစနစ်တကျမှန်မှန်ကန်ကန်ထွက်တတ်ဖို့အတွက်ကတော့ကျွန်တော်တို့ဒီ phonetic သင်္ကေတကမသိလို့ဖြစ်ကိုမဖြစ်ပါဘူး။ဘာကြောင့်လဲဆိုတော့ dictionary မှာအဲ့ဒီဟာတွေကိုအကုန်လုံးပြထားတာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ phonetic သင်္ကေတတွေကိုတေးသေးချာချာလေ့လာထားဖို့လိုအပ်ပါတယ်။ကိုယ့်ရဲ့တန်တွက်က master ဖြစ်ချင်တယ်ဆိုရင်တော့ phonetic သင်္ကေတကိုလေ့လာဖို့ကြောက်ရွံ့နေလို့မရပါဘူးခင်ဗျာ။ Okay ဒါဆိုရင်ပထမဆုံးအရေးကြီးသိထားမယ့်အချက်တွေကိုကျွန်တော်ပြောပါမယ်အင်္ဂလိပ်စာမှာအတန်ပေါင်း40နဲ့4တန်ရှိတယ်ဆိုတာသိရပါမယ်အဲ့ဒီ44တန်မှာလည်းသင်္ကေတကလည်း40နဲ့4မျိုးရှိပါတယ်အဲ့ဒီ44မျိုးစလုံးကိုသင်္ကေတနဲ့တကွာအတန်မှန်အောင်ထွက်နိုင်မှုအတွက်ပထမဆုံးစပြီးတော့လေ့ကျင့်ရမှာဖြစ်ပါတယ်အခုကျွန်တော်ပထမဆုံးအနေနဲ့အဲ့ဒီ44တန်ရဲ့သင်္ကေတနဲ့အတန်အတွက်တိတိကျကျကိုကျွန်တော်ရှင်းပြပါမယ်အဲ့ဒီလိုရှင်းပြတဲ့အချိန်မှာမိတ်ဆွေအနေနဲ့လိုက်ပြီးတော့လေ့ကျင့်ကြည့်လို့ရပါတယ်အဲ့ဒီသင်္ကေတနဲ့အတန်နဲ့တွဲပြီးတော့မှတ်မိသွားပြီဆိုရင်တော့မိတ်ဆွေက dictionary ကိုကြည့်တဲ့အခါမှာစလုံးတစ်လုံးကိုဘယ်လိုအတန်ထွက်ရမလဲဆိုတဲ့နည်းစနစ်ကိုအလွယ်တကူသိရှိသွားမှာဖြစ်ပါတယ်အတန်40နဲ့4မျိုးကိုကျွန်တော်တို့အနေနဲ့အုပ်စုခွဲမယ်ဆိုရင်အဓိကအုပ်စုကြီး2ခုထွက်လာပါတယ် vowels အလုံး20နဲ့ consonants 24လုံးဖြစ်ပါတယ် vowel တွေကိုလေ့လာမယ်ဆိုရင်အုပ်စု2ခုပြန်ခွဲသွားတာကိုတွေ့ရတယ် monotones အတန်တစ်တန်နဲ့ထွက်ရတဲ့သင်္ကေတတွေ diphthongs အတန်နှစ်တန်ပေါင်းပြီးတော့မှတစ်တန်နဲ့ဖြစ်အောင်ချွတ်ချွတ်မွေ့မွေ့ထွက်ရတဲ့သင်္ကေတတွေပြန်ပြောပါမယ် monotones အတန်တစ်တန်နဲ့ထွက်ရတဲ့သင်္ကေတတွေ diphthongs အတန်နှစ်တန်ထွက်ရတယ်ဒါပေမဲ့အဲ့ဒီနှစ်တန်ကိုတစ်တန်နဲ့ဖြစ်သွားအောင်ချွတ်ချွတ်မွေ့မွေ့ပြန်ထွက်ရတဲ့သင်္ကေတတွေ Okay သင်္ကေတနဲ့တွဲပြီးတော့ကျွန်တော်တို့လေ့ကျင့်ကြအောင်ပထမဆုံး monotones အကြောင်းကိုကျွန်တော်တို့အရင်ပြောကြည့်အောင် monotones 12လုံးရှိပါတယ်အဲ့ဒီ12လုံးထဲမှာအတန်ဒိုက9မျိုးရှိပါတယ်တန်ရှည်က5မျိုးရှိပါတယ်တန်ဒိုကိုကျွန်တော်တို့ကတန်ဒိုတိုင်းထွက်မှတာလျင်အတန်ထွက်မှန်မှာဖြစ်ပါတယ်တန်ရှည်ကိုလည်းတန်ရှည်ရောက်အောင်ထွက်မှအတန်ထွက်ကမှန်မှာပါဒါကြောင့်မလို့သေချာလေးလေ့လာကြည့်အောင် it o e e e a a o ဒီနားမှာနမူနာစလုံးလေးတွေနဲ့အတန်ပြတ်ထွက်ကြည့်ပါမယ် it sit ship o got took bed head a teacher center နောက်ကကျွန်တော်တို့အများစုဒီနေရာမှာဆိုရင်မကြမ်းမှားကြတယ် teacher မှားပါတယ် teacher အတန်ရှေ့မသွားဘူးသူကတန်တူဖြစ်တယ်ဆိုတဲ့အတန်တူဒါကြောင့်မလို့ teacher အဲ့ဒီတန်ဖြစ်ပါတယ်a cut mat but, muck, drug,
o frog block ဘလူးစလုံးပေါင်းတွေမှာဒီလိုအတန်ထွက်တယ်လဲဆိုတဲ့အပိုင်းမှာတော့နည်းနည်းလေးကျွန်တော်တို့ခြေပြတ်ပါတယ်အဲ့တော့ကျွန်တော်တို့ကစကလုံးတစ်လုံးကိုအတန်တွက်ကိုကြည့်တဲ့အခါမှာ dictionary ကိုဒါအဓိကအားပြုပြီးကြည့်မှာဖြစ်တယ်ဒါကြောင့် dictionary ထဲမှာဒီသင်္ကေတကိုမြင်ရင်ဒီလိုထွက်တယ်ဆိုတာသိအောင်ကြိုးစားရမှာဖြစ်ပါတယ်နောက်အဲ့ဒီလိုကြည့်ပါများလာပြီဆိုရင်ဘယ်စလုံးပေါင်းကဘလို့အတန်ထွက်တယ်ဆိုတော့ဒီပြဿနာတဖြည်းဖြည်းနဲ့ပြည်လည်သွားမှာဖြစ်တယ်ဘာကြောင့်လဲဆိုတော့ဒီမြန်မာစာလိုအတန်ရောင်လိုက်ပြီးကျွန်တော်တို့ထွက်လို့မရဘူးဥပမာမြန်မာစာမှာဆိုရင်တာကြီးလုံးကြီးတင် key ဆိုရင်ဝါဆိုလုံးကြီးတင် we မဆိုလုံးကြီးတင် me ဒါရှင်းတယ်အင်္ဂလိပ်စာမှာကျတော့ put put ဒါပေမဲ့ but ကျတော့ boat လို့အတန်မထွက်ဘူး but ဒီလိုပြဿနာတွေရှိပါတယ်နော်အဲ့ဒါကြတော့ကျွန်တော်တို့ကဒီသင်္ကေတဒါကြောင့်အရေးကြီးတယ်ပြောတာโอเคဒါကတန်တိုးတွေဖြစ်တယ်နောက်တန်ရှည်တွေကိုကျွန်တော်တို့တစ်ချက်လေ့လာကြည့်အောင်တန်ရှည်က5မျိုးရှိတယ် e သွားလေးကိုဖောက်ဖွားလေးစိပြီးမှအတန်ကိုတန်ရှည်ထွက်မှာ e e u u uပါဇက်ကဖွင့်နေစုံလေးသာလင်ဖြစ်တယ်ပြီးလို့ရှင်အာရေးချဝက်ဆန်နှလုံးပေါက်အားဆိုတဲ့အတန်ကိုကျွန်တော်တို့ကပါဇက်လေးဟာတယ်ဆိုတော့ဟာပြီးတော့အတန်အိုးအိုးလေးပဲဆိုပေးရမှာဖြစ်တယ်ပါဇက်ကိုနည်းနည်းလေးဖွင့်နေစုံလေးဖွင့်ရမှာဖြစ်တယ်အိုโอเคနမူနာစလုံးလေးနဲ့ကျွန်တော်တို့ကြည့်ကြအောင် e sheep keep he shoot shoe blue bird word heard burn ဒီမှာကြတော့ကျွန်တော်တို့ကမကြဘယ်လိုထွက်တယ်လဲဆိုတော့ burn နဲ့ပြီးတယ်လို့ထွက်နေတယ်တော်တော်လေးမှားပါတယ်ပထမ bur ဆိုတဲ့တမ်းမှာ burn လို့ကျွန်တော်တို့ထွက်ထားကြည့်ပါပြီးမှအန်တန်ထည့်လိုက်ပါ burn door floor walk talk အများအပြင် AR ရဲ့ဖိတန်တွေမှာကျွန်တော်တို့တွေ့ရတတ်တယ် far star car ဆိုရင်ကျွန်တော်တို့မဟုတ်သေးပါဘူး car ဒီတစ်ခါ diphthongs တွေရဲ့အကြောင်းကိုကျွန်တော်တို့လေ့လာကြမယ်အစောကကျွန်တော်ပြောပြသွားပြီ diphthongs ဆိုတာကသူကအတန်နှစ်တန်ပါတယ်အဲ့ဒီနှစ်တန်ကိုမှတတန်နဲ့ဖြစ်သွားအောင်ချောသွားအောင်ဆက်ပြီးတော့အတန်ထွက်ရတဲ့ဒီသင်္ကေတမျိုးပေါ့နော် ear here near clear weird air where bear care oh no go slow snow ow thousand owl foul pure poor ဒီစလုံးကတော့ရှေ့မှာသင်ခဲ့တဲ့ long vowel o လို့လည်းအတန်ထွက်နိုင်တယ် poor သို့မဟုတ် poor သို့မဟုတ် poor tourist a day date
wait, 8, I, high, thigh, my, wine, oi, boy, voice, choice ကဲဒီတစ်ခါတော့ consonant 24လုံးရဲ့အတန်တိုလေးတွေကိုလေ့လာကြည့်အောင်ဒီအခုကျွန်တော်အကြောင်းနဲ့အနီရောင်နဲ့ပြထားတဲ့သင်္ကေတလေးတွေကိုပို့ပြီးတော့သတိထားမှတ်စေချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျန်တဲ့သင်္ကေတတွေကကျွန်တော်တို့ English alphabet မှာပါတဲ့သင်္ကေတတွေကြီးဖြစ်တဲ့အတွက်ဘာမှအခက်အခဲမရှိပါဘူး။ put, pair, flower, fish, food, take, train, teenagers, snake, sun, kangaroo, kite, book, beer, velvet, van, duck, door, zipper, zigzag, goat, gull, hut, here, mother, mouse, no, night, ruler, right, love, light, water, weight အခုအနေအောင်ခြေပြထားတဲ့သင်္ကေတလေးတွေကိုကောင်းကောင်းဖတ်တတ်ပြီဆိုရင်ကျန်တာတွေကအကုန်ဖတ်တတ်ပါပြီရှာကိုအပေါ်သွားနဲ့အောက်သွားကြားမှာဖွားဖွားလေးကိုက်ပြီးတော့လေလေးကိုတာယာမှုတ်ပြီးတော့ထွားမှာဖြစ်တယ် th တွဲလုံးမှာဒီအတန်ထွက်တာများတယ် think thief choose cherry witch show sin wash this brother weather June ginger jade measure televisionသူက NK NG တွဲလုံးမှာအတန်ထွက်တာများတယ် punk sing wing ဒီနောက်ဆုံးသင်္ကေတလေးကအမြင်တော့ကျွန်တော်တို့ကသင်္ကေတတော့ J ပဲဒါပေမဲ့လို့ J မဟုတ်ဘူး yes yellow yacht ကဲအဲ့ဒီတော့ကျွန်တော်တို့သင်္ကေတတွေအားလုံးရဲ့အတန်ထွက်တွေနဲ့တွဲပြီးတော့တည်သွားပြီဆိုရင်တော့ဒီစလုံးလေးတွေကိုအတန်ထွက်ပြီးတော့အတန်ထွက်သင်္ကေတနဲ့တကွကျွန်တော်တို့ဖတ်ကြည့်အောင်ဒီတန်တို့တန်စီရဲ့သဘောတရားကရှေ့မှာသင်္ကေတပြောတဲ့အချိန်မှာကျွန်တော်အားလုံးပြောလို့ပြီးသွားပြီအဲ့ဒီတော့ဒီမှာကျွန်တော်တို့အခုဒီနမူနာစလုံးလေးတွေကြည့်တဲ့အခါမှာ
ဖိတံဖော့တံနေဘယ်လိုဖတ်တယ်လဲဆိုတာဒီပါကျွန်တော်ထည့်ပြပေးပါမယ် d head head t ooh truth truth l it p lip lip ch e k cheek 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 ဒါတွေကတတန်နဲ့ပဲထွက်တဲ့စလုံးတွေဖြစ်တဲ့အတွက်သူတို့မှာဖိတံဖော့တံဆိုတဲ့စီမင်းကိုစဉ်းစားကြမလို့ဘူးတာမန်မြတာလင်းထွက်လိုက်အောင်ပါပဲโอเคဒီတကစလုံးရှည်တွေကိုကျွန်တော်တို့လေ့လာကြည့်အောင်စလုံးရှည်တွေမှာတော့တနေရာရာမှာအတန်ကိုဖိပြီးတော့ဆိုရပါတယ်အဲ့ဒီလိုဖိဆိုတဲ့အတန်ကိုကျွန်တော်တို့က stress sound လို့ခေါ်ပါတယ်တချို့စလုံးတွေမှာ stress sound ကတနေရာတည်းပဲပါတာဖြစ်ပြီးတော့တချို့တလေမှာတော့နှစ်နေရာပါတာကိုတွေ့ရတယ်နှစ်နေရာပါလာတဲ့ခါမှာ primary stress အဓိကဖိရမယ့်နေရာနဲ့ secondary stress ဒုတိယဖိတံဆိုပြီးတော့နှစ်နေရာပါတတ်တယ် t m a ma t o to tomato tomato ဒါကို American တွေကတော့အတန်အတွက်နင်းကွဲလွဲမှုရှိတယ် tomato လို့ထွက်ပါတယ်သူတို့ကနောက်ဆုံးက t တန်ကို d တန်ထွက်တယ်vowel တွေပါအတန်မတူတာကိုတွေ့ရတယ် f t o to gr gra f photographer t ရဲ့ရှိအပေါ်နာလေးမှာ apostrophe လေးကုတ်ထားတာတွေ့ရတယ်အဲ့ဒါဆိုရင်အဲ့ဒီ apostrophe ရဲ့နောက်မှာရှိတဲ့ t ရဲ့အတန်ကိုကျွန်တော်တို့ကဖိပြီးတော့ဆိုရမှာဖြစ်တယ်ဒါက stress sound ရဲ့သင်္ကေတဖြစ်တယ်ကျန်တဲ့အတန်တွေအားလုံးကတော့ unstressed sound လို့ခေါ်တဲ့ဒီဖော့တန်တွေဖြစ်ပါတယ် university အဲ့ဒီမှာ stress sound က v အဲ့ဒီမှာရှိပါတယ် v အပေါ်မှာ stress sound ရှိတယ် university အခုဒီနောက်ဆုံးစလုံးမှာတော့ကျွန်တော်တို့ကဖိတံနှစ်နေရာပါတာကိုတွေ့ရတယ်အဲ့လိုနှစ်နေရာပါတဲ့အခါမှာအထက်မှာ apostrophe ပြထားတဲ့နေရာကအမြင့်ဆုံးအတန်ဖြစ်ပြီးတော့သူ့ကိုကျွန်တော်တို့ကprimary stress လို့ခေါ်တယ်အောက်မှာကောမှာကုတ်ပြထားတဲ့နေရာက secondary stress သူကဒုတိယအတန်အကျယ်ဆုံးဖြစ်ပါတယ် automatically အတန်44မျိုးရဲ့သင်္ကေတတွေကိုအတန်နဲ့သင်္ကေတနဲ့ကွဲကွဲပြားပြားသိအောင်ပထမဦးဆုံးစူးစမ်းပြီးတော့ message မှာလေအဲ့ဒီ44တန်နဲ့အခရာနဲ့တွဲပြီးတော့ကျွမ်းကျင်သိပြီဆိုရင်နမူနာစလုံးလေးတွေယူပြီးတော့အတန်အတွက်ကိုလေ့ကျင့်ကြည့်ပါတဖြည်းဖြည်းနဲ့ကျွန်တော်တို့တိတိတသာတိုးတက်ကောင်းမွန်လာပါလိမ့်မယ် pronunciation နဲ့ပတ်သက်လို့သိလို့တာရှိတယ်ဆိုလို့ရှင်ဒီဗီဒီယိုရဲ့အောက်မှာ comment လေးရေးပြီးတော့မေးနိုင်ပါတယ်ကျွန်တော်အတက်နိုင်ဆုံးပြန်လည်ဖြေချပေးမှာဖြစ်ပါတယ်အသွင်တက်နဲ့ပတ်သက်တဲ့ဗီဒီယိုတွေအရင်ကလည်းကျွန်တော်တော်တော်များများပြင်ပေးထားပါတယ်ရှင်းဆက်ပြီးတော့လည်းအလင်းတင်တယ်လို့ဆက်လက်ပြီးတော့တင်ဆက်ပေးမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင်တော့ like and subscribe လေးနှိပ်ပြီးတော့အားပေးကြဖို့မေတ္တာရပ်ခံပါတယ် okay see you in next videos